အသက်က40နဲ့140နဲ့9ရက်ပေါ့လေပေါ်တူဂီနိုင်ငံရဲ့ကဘာဖလားမှာ6ကြိမ်မြောက်ကန်တဲ့အသက်ဒီလက်ရှိ2026 World Cup ထဲမှာအသက်အကြီးဆုံးကစားသမားဖြစ်တဲ့ခရစ္စတီယာနိုရိုနယ်ဒိုကတော့ဒီမနေ့ကစားခဲ့တဲ့ ဥဇဘက်ကစ္စတန်နဲ့ပွဲမှာသူကနေပြီးတော့နှစ်ကိုသွင်းပြီးတော့သူဟာဒီကဘာဖလားထဲမှာရှိနေတဲ့ကဘာဖလားကိုသူပြန်လာပြီဆိုပြီးတော့ပွဲပြီးတဲ့အချိန်မှာသူပြောသွားတယ်ပေါ့လေအကုန်လုံးမင်္ဂလာပါဝီလာယူနိုက်တက်နဲ့ပြန်လေကျွတ်ဆက်လိုက်ပါတယ်ဒီမနေ့ကျွန်တော်တို့ဝေဖန်မှုတွေတာမြင့်တက်နေတဲ့ပေါ်တူဂီအသင်းပေါ့လေပထမဒီယာကွန်ကိုနဲ့ပွဲမှာရှုံးသွားတဲ့အတွက်တကဘာလုံးကမျက်စိတောက်ထောက်ပြီးတော့ကြီးနေကြတဲ့ပေါ်တူဂီအသင်းကဘာအကောင်ဆုံးကွင်းလေကစားသမားတွေရှိနေပါလေနဲ့ဒီယာကွန်ကိုလိုအသင်းနဲ့တည်ကြရဲဆိုပြီးတော့အသင်းတွင်စေလုံးမှုနဲ့ပြနေတယ်ဘယ်လိုပြောမလဲတယောက်နဲ့တယောက်နားလည်မှုမရှိဘူးကိုယ့်ရဲ့တကူကောင်းဆန်တဲ့စိတ်ဓာတ်တွေကြောင့်နိုင်တဲ့ပွဲတွေမနိုင်ဘူးပေါ့လေဝေဖန်မှုပေါင်းစုံကြမှာပြန်လဲပြီးတော့ရုံထားနိုင်အောင်ကြိုးစားခဲ့ရတဲ့ပွဲတွေပေါ့မနေ့ကကျွန်တော်ပြောထားတဲ့အတိုင်းပါပဲဒီပွဲကဒီမနေ့ကစားခဲ့တဲ့ Uzbekistan နဲ့ပွဲရနေပြီးတော့နိုင်ုံတက်အနိုင်3မဲရအောင်တက်နဲ့မရဘူးပရိသတ်တွေရဲ့ကဘာလုံးကစောင့်ကြည့်နေကြတဲ့ပေါ်တူဂီပရိသတ်တွေရဲ့ပါဝင်တခြားသောပရိသတ်တွေရဲ့အမြင်တွေကိုအာယုံတွေကိုပြောင်းသွားနိုင်အောင်လုပ်ပြမယ်ပွဲတွေပေါ့လေရိုဘတ်တိုမာတီနက်စ်အနေနဲ့အကောင်းဆုံးပွဲထွက်ကစားသမားစစ်တယောက်ကိုရွေးချယ်ပြီးတော့သူဒီပေါ်တူဂီဆိုတာဒီဝါကတ်ထဲမှာဖေးထားလို့မရဘူးဖေးထားတဲ့အသင်းတစ်သင်းမဟုတ်ဘူးဆိုတာတက်ပြရမယ်ဆိုတာကိုမနေ့ကနေကျွန်တော်ပြောခဲ့ပြီပေါ့လေသူတို့နိုင်တော့နိုင်မယ်ဂိုးပြတ်ဖို့လိုတယ်ပရိသတ်တွေရဲ့စိတ်ကြည်နေမှုရဖို့လိုတယ်ဆိုတာကျွန်တော်မနေ့ကနေဒါတွေကဖြစ်မှရမယ်ဆိုပြီးတော့ကျွန်တော်ထင်ခဲ့တဲ့အတိုင်းတော့ဖြစ်လာတယ်ပေါ့လေဒါပေမဲ့တအားကြီးအားရလားဆိုတော့အားရတဲ့အချိန်မှာတော့တိတ်မပါသေးဘူးဒါပေမဲ့နိုင်ထိုက်တဲ့နိုင်ကိုနိုင်ရမယ့်ပွဲတွေကိုနိုင်ပြီးတော့ဂိုးရတဲ့အနေနဲ့ရောအဆင်ပြေတဲ့အနေထားတစ်ခုရနောက်ထပ်ဘယ်လိုပြောမလဲစိတ်တဲ့ဒီ mentality တွေအနေနဲ့တက်လာတယ်အသင်းတွေမှာပရိသတ်တွေတခြားတိုင်ပဲအသင်းတွေကနေပြီးတော့မြင်နေတဲ့ပုံစံတွေကွင်းထဲဆွေးလုံမှုတွေပြတ်နေတယ်ဆိုတဲ့အားတွေမဟုတ်ဘူးဆိုတာကိုသက်သေပြခဲ့တဲ့အနေနဲ့အကောင်လုံးစုစည်းပြီးတော့ဒီ Uzbekistan နဲ့ပွဲမှာသူတို့တွေပရိသတ်တွေမြင်အောင်ပြသခဲ့နိုင်တယ်ပေါ့လေဒီနေ့ပွဲကတော့တော်တော်ပရိသတ်တယောက်အနေနဲ့ဆိုရင်တော့တော်တော်အကောင်းဆုံးအနေအထားတစ်ခုကိုခံစားလိုက်ရတယ်တော့ပြောလို့ရတယ်ဒီကတော့ကျွန်တော်တို့မြင်ရှင်နေတဲ့ပွဲထွက်ကစားသမားတွေပွဲထွက်လာတယ်ဆိုကြတဲ့ကနေဒါကအနိုင်ရလဲတခုကိုပုံဖော်နိုင်မယ်ဆိုတာတော့ယုံကြည်တယ်ပေါ့လေယုံကြည်ပြီးတော့ယုံကြည်တဲ့အတိုင်းလဲကွန်ထဲမှာပွဲချိန်အတွင်းမှာအကောင်းဆုံးတွေသူတို့လုံပြနိုင်ခဲ့တယ်အဲဒီဒီပေါ်တူဂီမှာကဒီကပြဿနာကျွန်တော်တို့ဒီကွင်းလေကစားသမားတွေကိုပွဲထုတ်တဲ့အချိန်မှာဘာနာတော့ဆေးပါလာတဲ့ပြဿနာဖြစ်တယ်ရိုဘတ်တိုမာတီနက်စ်အနေနဲ့ဘာတော့ဆေးပါကိုတော်တော်ကြိုက်တယ်ကျွန်တော်မနေ့ကလည်းပြောခဲ့တယ်မာတီနက်စ်ကိုဒီဘာနာတော့ဆေးပါကိုကြိုက်တယ်ဆိုရင်နောက်ထပ်ကျန်တဲ့3ယောက်ထဲကတယောက်ကိုထုံးမရမယ်မဟုတ်ရင်သူ့ကိုလိုက်အောက်ပြီးတော့သူ့ကိုဒီလူစားဝင်ကစားသမားဖြစ်နေပဲသူပြန်လို့တခြားကစားသမားတယောက်ကိုထုတ်တဲ့အချိန်မှာသူဝင်ကစားမှပဲရမယ်ဆိုတော့ကျွန်တော်ပြောခဲ့တယ်သူ့ကိုတောင်းဝင်မှလည်းအဆင်ပြေဘူးသူ့ကိုတန်းကလည်းတောင်းဝင်ကစားသမားတယောက်စိတ်မဟုတ်တဲ့အချိန်မှာ
တောင်ပိုင်းမှာကစားလို့ကသူ့အတွက်အဆင်ပြေဘူးအဲ့ဒီနဲ့သူဒီဘောလုံးကိုတွေရဲ့ခင်းချင်းတဲ့ပုံစံအတိုင်းဒီတောင်ပိုင်းဆိုတောင်ပိုင်းကစားသမားစိတ်အဲ့ဒီနဲ့ပွေထွက်တာကွင်းလေဆိုကွင်းလေကစားသမားစိတ်တွေနဲ့ပွေထွက်တာအကောင်းဆုံးပဲပေါ့လေဒီနေ့ပွင့်မှာတော့ကျွန်တော်တို့ဒီဘက်မှာကျွန်တော်တို့ကွင်းလေကနေပြီးတော့အဲ့ဒီပုံမှန်အတိုင်းပဲဘရူနိုဖာန်ဒဲရဲ့ဟိုကနေပြီးတော့ဘီတင်ညာရဲ့ဂျာအိုနီဘက်စီပွေထွက်ပြီးတော့ကျွန်တော်တို့ဂျာအိုဖီလစ်နဲ့နေပြီးတော့ရိုနယ်ဒိုကိုတွေ့လာတယ်ပေါ့လေတောင်ပန်မှာဆိုရင်ဒီဟိုကနေပြီးတော့နောက်ထပ်ဒီပက်ထရိုနယ်ဒိုနဲ့ပွေထွက်လာတယ်အဲ့တော့အဲ့ရအခင်းချင်းမြင်ကြရနေတော့ဒီအသွေးဖန်တဲ့ဒီကစားဒီဟိုဟာနဲ့ဆိုတော့ပွေထွက်လိုင်းအားနဲ့ဆိုတော့တခုလုံးပြနိုင်မယ်ဆိုတာတော့ကျွန်တော်တို့ကြိုပြီးတော့သိနေခဲ့တယ်ပေါ့လေအဲ့ဒီနေတဲ့အတိုင်းပဲအကောင်းဆုံးလေးလုံးပြနိုင်ခဲ့ဒီနေ့ပွဲမှာရိုနန်ဒိုအနေနဲ့သူရဲ့အသက်အရွယ်ကိုသူမေလျောနေတဲ့အထိသူလူငယ်ကစားသမားတယောက်လို့သူတော်တော်အကောင်းဆုံးယုံပြီးတော့သူကစားခဲ့တယ်သူပွဲစပြီးတော့6မိနစ်ကနေသူရဲ့ရုံအားကနေပြီးတော့သူကနေပြီးတော့ကြာဖို့ခဲ့ဆိုလို့ပြလိုက်တဲ့အလုံးကိုလက်ခင်းထွက်ပြီးတော့တခါလေးသူအပိုင်ကန်သွင်းလိုက်တာပေါ့လေအဲဒီတော့ကနေပွဲကနေပြီးတော့သူအချိန်ရသွားတာပဲအဲဂိုးတကိုရောက်ကြတယ်သူတို့ယုံကြည်မှုတွေပါရသွားပြီးတော့အဲဂိုးကနေစပြီးတော့ဂိုးတွေကတောက်လျှောက်ဆိုသူတို့ရလာတာပေါ့လေဘရူနိုဖာနန်ဒဲရဲ့နောက်ထပ်ကွန်မြူနတီဖန်တီးပြီးမှာဘရူနိုဖာနန်ဒဲအဲ့ရာသူယူနိုက်တက်မှာလည်းအဲ့လိုအကွက်တွေကတော်တော်လုံပြနေတာပဲသူရဲ့ခြေသေးကိုဘောလုံးရောက်လာတဲ့သူဘယ်သူကိုပေးရမယ်ဘယ်လိုရှင်မှာဘယ်လိုဆုံးဖြတ်ချက်ချရမယ်ဘယ်သူကိုပေးရင်အကောင်းဆုံးအဆုံးသတ်နိုင်မယ်ဆိုတော့သူကသူများတွေလည်းတကွဲမြင်ထားပြီးတော့သူကအဲ့ဘက်မှာသူကတော်တော်ကျွမ်းကျင်တဲ့ပါရမီရှင်တယောက်ဖြစ်တယ်အဲ့ဒီနဲ့သူစီကိုဒါဘောလုံးပေးဖို့လိုတယ်ပေါ့လေသူစီကနေပြီးတော့ကိုသွင်းမဲ့သူကိုတေချာတီးကြတဲ့ဘောလုံးပေးဖို့ပို့နိုင်တာကသူရဲ့အစွမ်းစားပဲအဲ့တော့သူပေးဖို့ပြီးတော့တလုံးရတော့တယ်ပေါ့လေအဲ့ဒီမှာ2C ဖြစ်သွားတာပေါ့2C ဖြစ်ပြီးတော့ကျွန်တော်တို့နောက်ထပ်ကိုရီးယားဒီအဲ့ဒီကိုမတိုက်ခင်ကျွန်တော်တို့ free kick ကနေပြီးတော့နောက်ထပ်တလုံးရတယ်ဗျ free kick ကလေရိုနန်ဒိုအနေနဲ့ပြောသူရဲ့အသက်အရွယ်တစ်ခုရနောက်ထပ်သူကပွေးထင်းမှာမထေးလို့မရဘူးသူကရှုပ်တွေကပြောကြသူကိုအသက်အရွယ်တစ်ခုရတာပြီသူလူငယ်ကစားသမားတွေလောက်ဆွမ်းဆောင်နိုင်ဆွမ်းမရှိတော့ဘူးဆိုပြီးတော့သူကိုဝေဖန်ကြတာပေါ့လေဒါပေမဲ့သူရှိနေချင်းမရှိနေချင်းကပေါ်လူရဲ့အတင်းအတွက်တော်တရားမှုရဲ့သူရှိနေတဲ့အတွက်သူကိုကစားသမား2ယောက်နဲ့3ယောက်လောက်ကတခြားပြိုင်ပွဲကစားသမား2ယောက်3ယောက်လောက်ကသူကိုကနေပြီးတော့ဒီတဖန်လုပ်ဖို့အတွက်အမှလူပုတ်သွားတယ်တခြားကစားသမားတွေကအလွဲတွေပါရတာပေါ့ဒီနေ့ပွဲမှာဆိုလည်းသူတော်အဲ့စင်တာဘက်တွေရောတခြားပြိုင်ဘက်ကသူတွေရောနောက်ထပ်ဂိုးသမားရောအကုန်လုံးကအဲ့လိုဖိတ်ကြရတဲ့အချိန်မှာရိုနယ်ဒိုကံမယ်လို့ပဲထင်ကြတာဒါပေမဲ့ရိုနယ်ဒိုကသူတို့တွေဆွေးနွေးပြီးတော့ပေါ့ရိုနယ်ဒိုကမကန်ဘူးပေါ့လေနူနိုမန်ဒက်စ်ကိုပြလိုက်တော့နူနိုမန်ဒက်စ်လေးအကောင်းဆုံးသူပေးချင်တဲ့အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ရပေါ့လေတခါတန်းပြီးတော့တီးကြရအဲ့လူကြားတွေကနေပြီးထွက်သွားဂိုးသမားလေးဘာမှမလုပ်နိုင်တော့ဘူးပေါ့အဲ့လိုဆိုတော့သူရဲ့ရိုနယ်ဒိုရှိနေခြင်းရဲ့အချိန်အဝါတွေပေါ့လေသူတော်တော်များရိုနယ်ဒိုကိုပဲသွင်းမယ်ထင်တာဒါပေမဲ့ရိုနယ်ဒိုချက်လေးစားလိုက်တဲ့အချိန်မှာဂိုးတကိုရသွားတော့ပေါ့အဲ့လိုပုံစံမျိုးနောက်ထပ်ဂိုးတွေလည်းသူရိုနယ်ဒိုဒီနေ့ပွင့်မှာ hat trick လောက်ထိတောင်ရသွားနိုင်တဲ့အနေအထားတွေရှိတာပေါ့လေနောက်ထပ်တစ်လုံးကျွန်တော်ဒီ free kick တစ်လုံးမှာဆိုလေကွာfree kick တစ်လုံးမှာဆိုလေ free kick ဘရူနိုဖာန်တဲ့ဒိုင်သွင်းမယ်လို့နဲ့ရိုနယ်ဒိုအသာလေးတွားပြီးတော့ဘရူနိုဖာန်နဲ့အသာလေးခြေလေးနဲ့ဒီခြေဦးလေးနဲ့ကြောပြလိုက်တာသူလည်းအသေးချာထွက်တာပဲထွက်တော့ဒါပေမဲ့ဂိုးသမားနေလောက်ရိုက်မိသွားတယ်ပေါ့ရိုက်မိသွားသူဂိုးသမားအထွက်မြင်တာနဲ့တို့လေးရှူတာကန်ရှယ်တော့ကြာရဒါပေမဲ့ဂိုးသမားနဲ့ငိမ့်ပြီးတော့မဝင်လိုက်ဘူးပေါ့အဲ့လိုလုံးနောက်ဆုံးတစ်လုံးဆိုလဲဒီကနေပြီးတော့ဒီနူနိုမန်ဒက်စ်ပေးလိုက်တာသူအပြစ်ပိုက်ကန်တာအချိန်ကနေကြော်တော့တယ်ပေါ့လေအဲ့လိုပုံစံမျိုးသူအနေနဲ့ hat trick လောက်ထိတောင်မှရ
ရနိုင်ခဲ့တဲ့အနေအထားတွေရှိတယ်သူ့ကိုလည်းပွဲရှင်ပြေးလည်းတုံးသွားတယ်အမှန်ဆိုတော့ဒီပွဲမှာတော့ဂိုးတွေပါတယ်ပြိုင်တော့ဒီလိုကိုပွဲရှင်80ကျော်လောက်ကနေထုတ်လိုက်ကြတော့ကောင်းတာပေါ့လေဒါပေမဲ့သူကတက်လုံးတော့ကြာသွားပြီတက်လုံးတော့ကြာသွားပြီနောက်ပိုင်းသူပွဲ80ကျော်90လောက်မှတော့သူမောပန်းနေတာတော့တွေ့ရတယ်ဒါပေမဲ့သူစိတ်ထဲကတော့မာကျောနေတော့ပေါ့လေစိတ်ထဲကတော့မာကျောနေတော့ပဲဒီနေ့ပွဲမှာတော့ပြောကြတော့မရှိပါဘူးတော်တော်ကောင်းကြတယ်အကောင်းဆုံးလုံးနိုင်ရတယ်ဘောလုံးချိုးတလေကြရင်ဒီနေ့ကရိုနယ်ဒိုအနေနဲ့သူကကပတိန်ဆိုတာတဲ့သူကကပတိန်လည်းပဲဝထားသူကသူရဲ့သဘာသူရဲ့ရဲ့သူရဲ့ဟိုအချိန်ဟိုတခုနဲ့ကစားပြီးတော့ဒီကွင်းတွင်းမှာဆိုရင်ဘရူနိုဖာန်တက်ကလက်ပဲမပတ်ထားပေမဲ့သူကအဓိကကပတိန်ပုံစံမျိုးသူကတသိန်းလုံးကိုမောင်းနေသွားတာလို့မြင်ရတယ်ဘရူနိုဖာန်တက်ကနေပြီးတော့ဒီဘောလုံးကိုဒီအချိန်မှာဘေးချိန်မှာပေးချိန်မှာဖြစ်တော့မယ်ဘေးချိန်မှာရှင်းပြရမယ်ဘေးချိန်မှာအချိန်ရှားရမယ်ဆိုတာသူကအကုန်လုံးရဲ့တန်ဖိုးသူကထိုင်းသွားတယ်လို့ကျွန်တော်မြင်တယ်ဒီမိုင်နိုင်တဲ့မှာဆိုတော့သူကအသင်းကောင်းဆောင်ဆိုတော့သူကအဲ့ဒါကိုတော်တော်နှော့ချင်နေပြီသူရဲ့အသက်အရွယ်တစ်ခုကလည်းရထားတဲ့အတွေးအကြုံတစ်ခုလည်းသူကတော်တော်ကောင်းတဲ့အတွေးအကြုံတစ်ခုမှရှိနေပြီဆိုတော့သူကအဲ့ဒါကိုဒီဒုတိယကပတိန်ပုံစံမျိုးလက်ပဲမပတ်ထားသူကဒီကွန်းတစ်ကွန်းလုံးကိုတန်ဖိုးအတဲကြတွေရောအကုန်လုံးသူကထိုင်းကြောင်ပြီးတော့သူကစားသွားတယ်လို့မြင်တယ်ဂျာအိုနီဗက်စ်နဲ့ဒီဘီတင်ညာကြာတော့တဲ့အချိန်မှာတော့ဟိုထုတ်လိုက်တဲ့အချိန်မှာတော့ပေါ်တူကစားတာနေတော့ကြာတော့တယ်ပေါ့လေကြာတော့ဆိုတော့တစ်ဖက်ကဥဇဘက်ကစတန်ကဘောလုံးတွေဟိုဒါရိုက်ဒီဆွေးပြီးတော့ထွက်လာပြီးတော့ဒီဘော်ဒီရဲ့ဒီစန်တာဘယ်နာကိုဒီရောက်အောင်ဒီသူတို့တွေဆွေးပြီးတော့ဟိုလုံးနိုင်ဟိုကန်ခွင်းတွေပါတယ်ရခဲ့တာရှိရင်နောက်ဆုံးမင်းအင်ဂျီပိုင်းမှာဆိုရင်ရောတော့ဂျာအိုနီဗက်စ်ပေးတင်ညာတော့ထွက်တော့တဲ့အချိန်မှာသူတို့နှစ်ယောက်ကအဓိကကွင်းလင်မှာသူတို့နှစ်ယောက်ကထိုင်းကြောင်းထားတာပေါ့သူတို့နှစ်ယောက်ကဘလူးနိုဖာနေနဲ့တွေ့ပြီးတော့သူတို့နှစ်ယောက်ကဒီကကွင်းလေးကအထိုင်အနေနဲ့သူတို့ကထိုင်ကြတာဘလူးနိုဖာန်တက်တို့လည်းသူတို့နှစ်ယောက်ထွက်တော့တဲ့အချိန်မှာသူကလည်းအကုန်လုံးကိုလိုက်ပြီးတော့ကန်နေပေမဲ့သူတို့နှစ်ယောက်ရှိတာမရှိရင်တော့ပေါ်တူဂီမှာတော့သိတာပေါ့လေဘာဖြစ်ပါဒီနေ့ပွဲကတော့တော်တော်အကောင်းဆုံးပြန်လာနိုင်ခဲ့တယ်လို့ပြောရမယ်ကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်းဒီအုပ်စုအဆင့်ကိုတော့ကြော်သွားနိုင်ပြီပေါ့လေဒီပွဲကစားဒီလိုအပ်ချက်တွေတော့ရှိတာပေါ့စန်တာဘက်တိုကဒီရူဘန်ဒီယက်ဆိုနေလောက်ဟိုလိုအပ်ချက်တွေပါတယ်ရှိတယ်ဒီဟိုမှာဆိုတော့ဂျာအိုကန်ဆယ်လိုကတော့ကောက်ပါတယ်ပြီးရင်နိုမန်ဒက်စ်လည်းတော်တော်ကောင်းတယ်ပြောစရာတော့အဲ့လောက်ထိတော့မရှိပါဘူးဒီနေ့ပွဲကတော့ခေါင်းလုံးစေးလုံးနဲ့အဓိကကျွန်တော်တို့အဲ့စိတ်တဲ့တခုပေါ့လေဒီအာဂျင်တီးနားနဲ့မက်ဆီအောင်မြင်နေတာလေအဲ့စေးလုံးမှုပဲသူတို့အဓိကကျွန်တော်တို့ကစေးလုံးမှုတခုရတော့ရင်ဘေးအသင်းမှာကျွန်တော်တို့ဖြည့်ဆည်းလို့မရတော့ဘူးဆိုတဲ့ဟာကိုဟိုပြသဖို့လိုတာပေါ့လေအဓိကတိုင်ဝမ်နဲ့တော့ရင်ဒီနော်ဝေးအသင်းတို့တော်တော်ဟိုအသင်းကြီးထဲမှာအဲ့လောက်ထိမပါဘူးဒါပေမဲ့အနှံမရှိတဲ့ကစားသမားဆိုတော့တယောက်နှစ်ယောက်ဝေးပါတယ်ဟာလန်တို့ဥဆောင်ပြီးတော့တွားနေကြတာOD ကဲတော့ဒါပေမဲ့သူတို့အသင်းတွေတော်တော်ဆေးလုံးတယ်အဲ့လိုပုံစံမျိုးဆေးလုံးနဲ့တွားရင်ကျွန်တော်တို့ပေါ်တူဂီကတခုမဟုတ်တခုဒီအဆင်းတွေတစ်ဆင်းပြီးကျွန်တော်တို့ step by step ကြော်သွားနိုင်မယ်လို့ကျွန်တော်ထင်နေတယ်ပေါ့လေကျွန်တော်ကြားပြလို့ပြောကျွန်တော်ကပေါ်တူဂီဖန်လေးငယ်တုန်းကနေပေါ်တူဂီကိုအားပေးတာလည်းမဟုတ်ဘူးပေါ်တူဂီကျွန်တော်ရိုနယ်ဒိုကိုလည်းအဲ့လောက်ထိကြိုက်တဲ့အထင်မှာတော့ရိုနယ်ဒိုဖန်အကြီးစားလည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကပြောမယ်ဆိုရင်မက်ဆီကိုတောင်ရိုနယ်ဒိုရဲ့ကြိုက်တဲ့အထင်မှာပါတယ်ဒါပေမဲ့ကစားသမားတွေရဲ့နေဝင်ချိန်ပေါ့လေကစားသမားတွေရဲ့နေဝင်ချိန်မှာကျွန်တော်တို့သူတို့တွေရဲ့အကောင်းဆုံးနဲ့သူတို့ရဲ့ဘဝမှာပြည့်စုံပြီးတော့နေဝင်သွားတာကိုမြင်ရှင်းတာပေါ့နေဝင်ရှင်းဆိုတာလည်းသူတို့တွေဒီပွဲပြင်နောက်ကျွန်တော်တို့2030ကဘာဖလားမှာကျွန်တော်တို့မြင်ရဖို့ဆိုတာတိတ်မသေးရှာတော့ဘူးကျွန်တော်တို့ရဲ့ဖြတ်သန်းလာတဲ့ကျွန်တော်တို့ဒီဘောလုံးဆိုတာကိုနားလေလာတဲ့တခြားမှာကျွန်တော်တို့သူတို့တွေနဲ့ချီးပြင်းခဲ့ရတာပေါ့လေအဲ့ဒီနဲ့ကျွန်တော်2020နဲ့ဝါကာမှာဆိုရင်ကျွန်တော်မြင်ရှင်းခဲ့တဲ့အာဂျင်တီးနားနဲ့မက်ဆီရဲ့အောင်မြင်မှုကို
မက်ဆီရဲ့အောင်မြင်မှုကိုကျွန်တော်မြင်ခဲ့ရပြီဒီကဘာဖလားမှာဆိုရင်ကျွန်တော်တို့ဒိုလေးရဲ့နောက်ဆုံးကဘာဖလားအဖြစ်သွားနိုင်တယ်ကုန်ခဲတဲ့နှစ်ယောက်နဲ့နှစ်ယောက်လုံးကတော့နားမယ်ဆိုပြီးတော့ပြောထားရတာပေါ့ဒါပေမဲ့အကြောင်းနဲ့သူတို့တွေကဒီဝါက2016ကိုဒီပါလာကြတဲ့အချိန်မှာကျွန်တော်ကဒီရိုနယ်ဒိုကိုသူ့နိုင်ငံအသင်းနဲ့တခုဒီလုံပြနိုင်ပြီးတော့သူရဲ့ဘဝနောက်ဆုံးကဘာဖလားမှာသူကိုရားသွားစေချင်တာပေါ့လေအဲ့ဒီတနေ့ပဲသူကိုအားပေးဖြစ်တာတည်တံ့ကြီးရိုနယ်ဒိုဖန်တခြားမဟုတ်လို့တခြားဖန်တွေမုန်းတယ်ဆိုတာလည်းမရှိပါဘူးကျွန်တော်တို့ကဘောလုံးအားကစားကိုရှင်းပြလို့တဲ့အတွက်အကောင်လုံးကိုကျွန်တော်တို့ဘောလုံးပွေးတိုင်းကိုကြည့်တယ်ကျွန်တော်ဘောလုံးပွေးတိုင်းကိုကျွန်တော်အားတဲ့အချိန်မှာဘောလုံးပွေးတိုင်းရှိတယ်ကျွန်တော်ပရီးမီးယားလိဂ်တို့ဘာတွေမှာဆိုလဲအသင်းတိုင်းကိုကြိုက်တယ်ဒါပေမဲ့ကိုအသင်းပရီးမီးယားလိဂ်မှာဆိုတော့ကျွန်တော်မန်ယူဖန်ပေါ့လေတခြားအသင်းတွေတော့တိတ်အဲ့လောက်ထိဆွေးရှိတာမရှိဘူးပြီးရင်တခြားအသင်းတွေကိုအဲ့လောက်ထိမဖြစ်ဘူးမန်ယူအသင်းတဲ့ဆိုင်ကြည်ပြင်းလာကြရမန်ယူအသင်းကိုကြည်ပြီးတော့ကြည်ပြင်းလာတာဖြစ်တဲ့အတွက်မန်ယူကိုမန်ယူကိုပဲအားပေးဖြစ်တာပေါ့လေဒီနိုင်ငံအသင်းမှာဆိုလဲအဲ့လိုပုံစံမျိုးပဲနိုင်ငံအသင်းမှာကြာရင်ကျွန်တော်တို့ကတခြားအားပေးတဲ့အသင်းတွေရှိတယ်ဒါပေမဲ့ဒီကစားသမားတွေရဲ့နောက်ဆုံးအချိန်တွေမှာရသွားစေချင်တာပေါ့လေအဲ့ဒီတွင်လည်းပဲပို့ပြီးတော့ဒီနေ့ဝါကမှာကျွန်တော် body ကို supporter အနေနဲ့ body ကိုပွေးတွေကိုပဲကျွန်တော်တခြားပွေးနေတဲ့ body ကိုပွေးကိုပဲညာရေးပြိုင်တော့ကျွန်တော်ဒီနေ့ဆိုတော်တော်အိတ်ချင်တာအလုပ်ထင်းမှာတော့ကျွန်တော်တော်တော်ငိတ်နေတယ်အလုပ်ကပင်မရတယ်ကျွန်တော်အလုပ်မှတော်တော်ငိတ်နေတာဒီနေပွေးစင်တိုင်းမှာလည်းကျွန်တော်အိတ်ရေးပြက်ခံပြီးတော့ကျွန်တော် body ကိုပွေးကြည့်တာပေါ့လေနောက်ပွေးတွေလည်းကျွန်တော်ဒီ body ကိုပဲဆင်းရောက်မလဲဆိုတော့ကျွန်တော်တော့စောင့်ကြည့်အောင်ပါပေါ့ဒီနေ့တော့တော်တော်ပျော်မိတာပေါ့လေသူရိုနယ်ဒိုဂိုးတွေပါတယ်ရသွားတယ်ဆိုတော့ဘာဖြစ်ပါဒီကျွန်တော်တို့ရိုနယ်ဒိုနဲ့ကျွန်တော်တို့ပေါ်တူဂီရဲ့အသင်းဘေးထိရှေ့ဆက်သွားနိုင်မလဲဘယ်လောက်ထိလုပ်ပြနိုင်မလဲဒီလိုဆေးလုံးမှုတွေဒါရှင်းနေဆိုရင်တော့ကျွန်တော်တို့သူတို့ရဲ့နောက်ထပ်အဆင်းတွေကိုလည်းကြော်လွှားနိုင်မယ်တော့ကျွန်တော်တို့ယုံကြည်နေပေါ့လေဟုတ်ကဲ့ပါဒါကတော့နေပြီးတော့ဒီနေ့ Uzbekistan နဲ့ 5C ပေါ့လေ 5C နဲ့ပြီးသွားတဲ့ပွဲနဲ့ပတ်သက်ပြီးတော့ပြောပြတာပြပါတယ်အကောင်လုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ Willa United page ကိုလည်း like and follow မလုပ်ရသေးရင်လုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့ကျွန်တော်ကတော့ဆိုရတဲ့ကျွန်တော်ကဝါသနာရဒီ page ကိုဖွင့်ထားတာပေါ့လေဝါသနာရဖွင့်ထားတာဒါပေမဲ့ကျွန်တော် follower တွေပါတယ်တိုးလာဆိုရင်တော့ကျွန်တော်တို့အခွင့်အလမ်းတွေပါတယ်တော့ရှိတာပေါ့အဲ့ကျွန်တော်ရဲ့ page ကိုလည်း like and follow တွေပါတယ်မလုပ်ခဲ့ရသေးဘူးမလုပ်ခဲ့ဘူးတောင်းဆိုချင်ပါတယ်အကောင်လုံးကျေးဇူးတင်ပါတယ်